ငါမေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါမင်းတွေ့တော့ကောင်းဆုံးဖြစ်မယ်ကဲငါတွေ့တော့ဆုံးရှုံးလိုက်ရခြင်းပါရင်နဲ့ရှိသမျှပေးဆက်ခဲ့တယ်ငါစွမ်းရှိသလောက်ချစ်ပြခဲ့တယ်ဇလန်းဆုံးတော့ငါတယောက်ထဲပါပဲညိုနေခြင်းများမထားပေမဲ့ပြန်ဆုံးခွင့်တို့ရချင်ခဲ့မင်းမျိုးလင်းတော့ဘဝလေးတဲ့မှာအစဉ်ပြေနိုင်ပါစေနေရဘဝမှာပြောပါတော့ကွာငါမင်းတို့စုရတောင်းတယ်နေရကွေးမှာပြန်ဆုံးတဲ့ခါရင်တိုင်းပဲနေရဘဝမှာပြောပါတော့